မိဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းအတွက်အမေတို့အဖေတို့ရဲ့နှုတ်ကမပြောထွက်လို့မပြောရလို့ပြောမထွက်ခဲ့တဲ့စကားတွေကိုရှင်တော်မြတ်ဘုရားကမိဘနှစ်ပါးရဲ့ကိုယ်စားရွှေနှုတ်တော်ထွက်လို့ဟောပေးထားတယ်တကယ်တော့ပြိဿမိဘဝတ္တရားလည်းမဟုတ်ဘူးသာသမီဝတ္တရားလည်းမဟုတ်ဘူးသာသမီတွေကိုကြည်ပြီးတော့အမေတို့အဖေတို့ရဲ့နှလုံးသားထဲကမျောလင့်သွားတဲ့မျောလင့်ချက်ဆိုရင်ပို့ပြီးတော့မှန်တယ်ဟုတ်လားနံပါတ်1မိန်တော်မူလိုက်တဲ့ကျွေးမွေမပြတ်ဒါကိုဒုပရိသခိုင်မာတဲ့စကားလေးတခွန်းထည့်ပြောမယ်ဘတောဝါနောပရိသတိတဲ့ပါဠိတော်မှာဒီအတိုင်းသာအဲ့ဒီဘတောဝါနောပရိသတိဆိုတဲ့စကားလေးကိုစောဘုရားကြီးကကျွေးမွေမပြတ်ဆိုပြီးတော့လေးလုံးနဲ့ပိုင်အောင်ဆက်ထားတာဟုတ်လားဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်ရဲ့ရွှေနှုတ်တော်ကစတင်ပြီးတော့မိန့်လိုက်တဲ့စကားဟေမင်းတို့ကိုမွေးပေးလိုက်တဲ့မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပခုံးနဲ့လက်နဲ့သင်ဝါဘတ်တော်ကစီနဲ့လူဖြစ်အောင်ကျွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့မင်းတို့ရဲ့အမေမျက်လုံးအိမ်မှာမျောလင်းချက်တွေနဲ့အာရပါရရှင်မြူးနေခဲ့တယ်ဘယ်လိုများမျောလင်းချက်တွေထားခဲ့သလဲဆိုရင်ငါတို့သည်လောကကြီးထဲမှာအထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီးငါရင်ခွင်ထဲမှာဟောဒီမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့ငါသားကြီးငါသမီးကြီးလောကကြီးအလေငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြတ်မြတ်နိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနေ့နေ့တစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်းတခါတခါမှတတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှာအဲ့ဒီလိုအသက်တွေကြည့်ပြီးတော့တတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုတွေအာရပါရတောက်ဆိုနေတဲ့ငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာတဲ့နှုတ်တိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘေးနာကအမေကိုအားပေးနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတယ်မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လားမင်းတို့ကိုငယ်ငယ်လေးတည်းကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရပြုစုပေးနေသလိုငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ရေမိဘနှစ်ပါးရဲ့ယင်လေးကမျောလင့်ချက်ကိုမိဘနှစ်ပါးကတော့မပြောရဲလို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန့်ခဲ့ဘူးတယ်ဒီတော့အားလုံးတို့သာသမီဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင်အားလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနှုတ်တိုက်စဉ်ကာလကလေးကမျောလင့်ခဲ့တဲ့ဒီမျောလင့်ချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလေတဲ့ကိုရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနှုတ်ကြိုတိုက်ကြွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကြွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ်အဲ့ဒီမျောလင့်ချက်ကိုဘုရားကမိန့်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကျွေးမွေးမပြတ်တာဝန်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါမကြည်သေးရင်ဘာလို့ရမလဲ
ကြေအောင်ဆက်ရမယ်ကြေသွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလားမလွယ်ဘူးပြိဿတချို့သားသမီးလေးတွေရဲ့ဘဝမှာဝမ်းနည်းစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအိုအဖေအိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှေ့မှာမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သာသမီတွေမြောက်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿဒီအချိန်ကျမှတတိမခိုင်လို့ကျင်ငယ်ချင်းကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုယ်တော်ကပြိဿအမေရင်ဝင်ထဲမှာပါချခဲ့တဲ့အီအီတွေစုထားမယ်ဆိုရင်နေပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံဘုံတွေနဲ့တောင်တည်လို့ရမယ်ကဲအမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကသာအမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင်ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်ဆိုပါစေဘလောက်ပင်ຫນွေပါစေကျင်ငယ်ချင်းကြီးဘယ်နှကြိမ်မဲပါချသွန်ချပါစေငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်ထဲကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကျွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါဘူးတဲ့ပရိသတ်ရေအဲ့ဒီအထဲမှာကိုဘယ်ဘက်မှာပါမလဲအလုံးတို့ပရိသတ်ဒီအမွေခံထိုက်တဲ့သာသမီဖြစ်ခြင်းသလားမထိုက်တဲ့သာသမီဖြစ်ခြင်းသလားကဲအမွေခံထိုက်တဲ့သာသမီကတော့လူတိုင်းမဖြစ်ခြင်းဘူးလားဖြစ်ခြင်းနဲ့အမွေခံထိုက်ပါတယ်ထိုက်ခြင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့လုံရဲ့လေးတွေပြန်သုံးသပ်ကြည့်ပါအောင်အမေနဲ့အဖေကိုဥဖြာဖြာဓမင်းပုပ်ပုဟင်ပူမူလေးကောင်းကောင်းလေးနဲ့ဘယ်နှခါများလှုပ်ကြွေးပြီးပြီလဲကိုရတဲ့လက်ကလေးတွေကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှစ်ပါးအတွက်စေဝါကောင်းကောင်းလေးတွေဓာတ်စာကောင်းကောင်းလေးတွေနဲ့ဘယ်နှကြိမ်များတတိတရားနဲ့ကြော့ပြီးပြီလဲခြေစုပ်လက်နဲ့ဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူရန်စားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုပ်ဖြစ်တာတွေအများကြီးပဲဟုတ်တယ်မို့လားကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ဝင်ထဲမှာလဲကင်ထားပြီးလက်မှာလဲတယောက်ဆွဲထားပြီးဆိုရင်တောင်ကြီးတော်တော်ကြီးတယ်ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတော့မှမရောက်တဲ့သားသမီးတွေမြောင်များစွာမရှိဘူးလားမလုပ်ရဘူးနော်အမွေခံထိုက်ပါမလားဒီတော့အလုံးသောဒုဒကာဓမ္မပေါင်းသူတော်ကောင်းနေဟိုတော့ကမသိရသော၎င်းတတိမမူမိရသော၎င်းဖယားအမိန်စကားကိုမသိတဲ့အတွက်ကြောင့်သော၎င်းအမှုမဲ့အမှန်ပဲနဲ့နေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစည်ရင်ထဲမှာတော့ကြံအောင်မှာပါသိရင်မသိရင်သိပြီးတော့မပြင်းသူရုပ်မှာပို့ဆိုးသွားတယ်ဟုတ်တယ်မို့လားဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးသက်ရှိထင်ရှားရှိသေးတယ်ဆိုရင်တတ်နိုင်အောင်ကြိုးစားပြီးတော့ကျွေးမွေးပါတတ်နိုင်အောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမိဘနှစ်ပါးရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပေးလိုက်တဲ့ထမင်းပူပူဟင်းပူပူလေးနဲ့ခြာကျွေးလိုက်စမ်းပါမိမိတို့ရဲ့သိတတ်တဲ့အသိလိမ္မာလေးတွေနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်စမ်းပါဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့သလိုပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လည်းငါတို့အားငယ်စရာမလိုတော့ဘူးပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျှော်လင့်ထားတယ်ဟုတ်လားတချို့သားသမီးလေးတွေပြောတာရှိသေးတယ်ကိုရောတဲ့ကိုမှလည်းသားသမီးနဲ့လူမွေးစည်းဝါးကတက်နိုင်တဲ့လောက်တော့ကျွေးတာပဲတဲ့ဘယ်အချိန်တိုင်းတော့လှုပ်ပေးနိုင်မလဲတဲ့ကဲအဲ့ဒါမျိုးတော့မကြဘူးလားစဉ်းစားကြည့်စမ်းကျုပ်တို့ခမည်းတော်အမေရိကကျုပ်တို့ကိုတက်နိုင်တဲ့လောက်ရွေးပြီးမွေးလာတာဟုတ်ရဲ့လား
အာရရှိလို့မွေးလာတာဟုတ်ရဲ့လားတတ်နိုင်အောင်ကြိုးစားပြီးတော့မွေးလာတာမိုးဘလောက်ခေါင်ခေါင်သီးနှံနေဘလောက်ပဲမရပါစေအမေရင်ဝင်တဲ့ကမွေးလာမဲ့ကိုယ်နေကိုတော့အမေကယူရလို့ပေးနေတာပါပဲကိုယ်အလဲကြမှာတတ်နိုင်တဲ့လောက်တော့လှုပ်ကြွေးတာပဲဆိုတော့ကိုယ်ပါဇက်ကထွက်တဲ့စကားကြီးကအရန်အောက်တန်းကြမနေဘူးလားမပြောပါနဲ့ပြောလည်းမပြောပါနဲ့အဲ့ဒီစိတ်ဓာတ်တွေလည်းမရှိပါနဲ့အမေနဲ့အဖေကိုယူရလိုက်စမ်းမှာပြုစုလိုက်စမ်းမှာလှုပ်ကြွေးလိုက်စမ်းမှာအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းငြိမ်းချမ်းလိမ့်မယ်ကိုယ့်ရဲ့ဘဝမှာလည်းဖရာသာဓုခေါ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်ဒီဘဝမှာလည်းជីវတိုးတက်လိမ့်မယ်ဘဝသန္တရာမှာလည်းအစဉ်မြင့်တဲ့သုဂတိဘဝကိုရောက်ရလိမ့်မယ်အကောင်းကြီးဖြစ်လာမှာပါဟုတ်လားဒီတော့နံပါတ်1အမွေခံထိုက်ဖို့ဆိုရင်မိဘကိုဘာလုပ်ရမလဲပြုစုလုပ်ကြွေးရ